ချင်းညူပွဲရတပ်ပဲတဲ့ရုပ်ဆင်းရှိတဲ့ပုဂ္ဂိုလ်သူတော်ကောင်းခေါ်မှလားဣန္ဒြိယရနဲ့နေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်ရုံနဲ့သူတော်ကောင်းတို့ခေါ်မှလားအပြောကောင်းရုံနဲ့သူတော်ကောင်းတို့ခေါ်မှလားအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်းလင်းဟောကြားတယ်အဲ့ဒါမှမှတ်သားဖို့ကောင်းတဲ့စကားလုံးတွေဒါတွေကလူလောကမှာပေါင်းသစ်ဆက်ဆက်တဲ့အခါမှာအသုံးဝင်တဲ့စကားလုံးတွေအဓိပ္ပာယ်ဖွင့်ဆိုချက်တွေဖြစ်တယ်အဲ့တော့မြတ်စွာဘုရားရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုကြည့်နဝကရဏပတ္တိနဝနပောခရတာယဝါဝကရဏဆိုတဲ့တိလေဝါဆိုတာဝတ်ဆိုတာဝါစာစကလုံးကရဏပြုစကားပြောကောင်းရုံနဲ့ဝကရဏဆိုတာစကားပြောကောင်းတာအဲ့တော့အပြောကောင်းရုံနဲ့သူတော်ကောင်းမဟုတ်ဘူးတဲ့အပြောကောင်းနိုင်သူတော်ကောင်းမဟုတ်ဘူးလို့သူတို့ဆိုတယ်ဒီပါဇက်ကဒါပြောရှိတယ်လေပပပြေမှာလည်းပဲပါဇက်ကဖယားလက်ကကာယဆိုတာအဲ့ဒါမျိုးဖြစ်တယ်သူတော်ကောင်းမဟုတ်ဘူးပါဇက်ကတော့ဖယားစကားတရားစကားပြောတယ်လက်ကကာယဆိုတာလှုပ်ချင်တာလှုပ်တယ်လို့ပြောတယ်သူလှုပ်တဲ့သူ့ရဲ့အပြောနဲ့သူ့ရဲ့လှုပ်ရခိုက်ကြည့်ဖို့လို့တယ်ပေါ့လူကောင်းလူဆိုတာအပြောနဲ့အလုပ်နဲ့ပြောတဲ့တစ်ဆက်တည်းကြာမှာဒါမှလူကောင်းလို့ခေါ်လို့ရမှာဒါကြောင့်မြတ်စွာဘုရားနဝကရဏပတ္တိနာအပြောကောင်းရုံနဲ့လည်းလူကောင်းခေါ်လို့မရဘူးတဲ့လောကမှာတစ်ခါအပြောဆိုကောင်းတာနဲ့ပဲဟောပဲဘုန်းကြီးတို့ဆိုသွားရလာနေတာထိုင်တာအိဒီရတဲ့ချစ်ကြိုးပွဲကောင်းတဲ့တပ်ပဲတော့နဲ့သူတော်ကောင်းလို့ပြောလို့မရလူတယောက်ဟာလည်းပဲထို့သူပဲဥစ္စာဆင်းတသက်ရဲ့နေတဲ့ထိုင်နေပြောဆိုတာလည်းလိမ္မာရင်ကြည်တယ်သူရလူတော်ကလူကောင်းလို့ပြောမလားပြောလို့မရသေးဘူးဒါအပေါ်ရမရှိသေးတယ်အပေါ်ရမြင်ကွင်းနဲ့ဆုံးဖြတ်လို့မရဘူးလို့ပြောတယ်နော်အပေါ်ရနဲ့ဆုံးဖြတ်လို့မရဒါကအပြောကောင်းတာဆိုတာအချက်တစ်ခုနောက်တစ်ခုကတော့ဝဏပောခရတာယအတားကြီးကလည်းစိုးပြေတဲ့ပောခရဆိုတာလုံးရတဏ္ဍာကလည်းကောင်းတယ်ဝဏပောခရတာယခန္ဓာကိုယ်ရဲ့အသားကြီးကလည်းကောင်းတယ်စိုးပြေတယ်တဲ့ဖွဲ့ကောင်းတယ်လုံးရလုံးဖန်ကလည်းကောင်းတယ်အရာမောလည်းကောင်းတယ်ပေါ့အဲ့ဒီလိုပုံသဏ္ဍာန်ဟန်ကောင်းရုံနဲ့ခေတ်စကားလည်းပြစမတ်ကြတယ်ပေါ့တော့အဲ့ဒီစမတ်ကြတယ်ဆိုရင်လည်းလူကောင်းမဟုတ်ဘူးတဲ့စမတ်ကြပြီးတပြတိုက်သွားရင်ဘယ်လိုလုပ်လူကောင်းဖြစ်ဘူးလို့ပြောတာပုံကြည့်ပြီးတော့လည်းပြောလို့မရအောင်အပြောကောင်းရုံနဲ့လည်းလူကောင်းမဟုတ်ဘူးအသာကြီးပုံမှန်တန်တာလုံးရလုံးဖန်ကြည့်ပြီးတော့ရှုရရှိရုံနဲ့လူကောင်းဖြစ်ဘူးတဲ့တာတုရူပောနရောဟောတိတဲ့သူတော်လူခေါင်းလို့မခေါ်နိုင်ဘူးတဲ့အားကြောင့်လို့ဆိုရင်သူ့ရဲ့ရင်ထဲမှာပါရရှိအိတ်တုခိပစ္စရိတထောရှင်တဲ့ဟာကိုရှင်းပြလိုက်တယ်အိတ်တုခိဆိုတာအိတ်တာရှိသူကိုအိတ်တုခိလို့ခေါ်တယ်အိတ်တာဆိုတာ jealousy မနာလိုတဲ့ဝန်တိုတဲ့သူပြကောင်းစားတာအဖြစ်မြင်တဲ့အဖြစ်ပြောတယ်ဝန်တိုတဲ့မနာလိုတဲ့ဝန်တိုတဲ့တို့သာကြည်ပွားနေတာကိုမချိနိုင်ဘူးချမ်းသာနေရင်လည်းမချိနိုင်ဘူးအောင်မြင်နေရင်လည်းမချိနိုင်ဘူးပြောတယ်လူလောကမှာလူတွေကဒီချီးမွမ်းရင်တောင်းမှပဲချီးမွမ်းခံရတဲ့လူတယောက်ကိုဝေယမှာချီးမွမ်းနေတယ်ဆိုရင်နားထောင်တဲ့ပုဂ္ဂိုလ်ကအပြစ်ပြောခြင်းလို့ရှိလာတယ်လူတယောက်ကိုအပြစ်ပြောခြင်းပြီဆိုရင်ဟိုကပြောတယ်ပေါ့ဘယ်သူကတော့တော်လိုက်တာဘလို့တော်တာသူကအလုပ်ကိုင်းလဲတော်တယ်နေထိုင်လဲတော်တယ်တဲ့တယောက်ကချီးမွမ်းလို့ရှိရင်ဟိုမကျေနပ်တဲ့လူကဘာပြောတော့အပြစ်ပြောတော့မယ်ဆိုရင်ထားပေမဲ့ဆိုတာလေးနဲ့စားလာနော်
ဒါပေမဲ့ဆိုရင်တော့အပြစ်ပြောတော့အင်္ဂလိပ်လိုတော့ however ဆိုရင်ဒါအပြစ်ပြောတော့တာ but however လို့လည်းဆက်ကြည့်ပဲပြောတော့ဒီလိုတော့သိတော့တာပဲကွာဒါပေမဲ့မသိတာပါဟောအဲ့ဒါပြပြောပြီးဆိုတဲ့သူကအဲ့ဒါလို့စလာတာအဲ့ဒါကိုချက်လက်စီလို့ခေါ်တယ်အဲ့တုခိအဲ့တာဆိုတာမနာလိုခြင်းအပြစ်ပြောခြင်းအဲ့ဒါမျိုးအဲ့တုခိအဲ့တာရှိသူအဲ့တုခိအဲ့တာဆိုတဲ့စကားလုံးနဲ့ဥခိဆိုတာနဲ့ဆက်လိုက်တဲ့အခါအဲ့တာကချက်လက်စီမနာလိုခြင်းဝတ်လိုခြင်းဥကိဆိုတာအဲ့ဒါရှိတဲ့ပုဂ္ဂိုလ်တတိယပြပြောလို့ဆိုချက်လက်စီများတဲ့ပုဂ္ဂိုလ်ဝတ်လိုမှုများတဲ့ပုဂ္ဂိုလ်သူရှိမှဆိုဘယ်သူမှချီးမွမ်းခံမခံရအောင်သူမှတပါတခြားလူတွေချီးမွမ်းရင်မကြိုက်တာနော်တော့လည်းပြောရင်မကြိုက်ဘူးသူအဲ့ဒါကိုအိတ်တာလို့ခေါ်တယ်